င်္ဂလာပါနော်ဒီနေ့တော့ခောက်ဆွဲကိုပစ္စည်းအစုံနဲ့ကြော်လို့ရပါပြီနော်ဒီနေ့တော့ကြောင်းပိတ်ရက်ဆိုတော့ခောက်ဆွဲဒါကများတော့များတယ်နော်တဝက်ကြော်မှာပါခောက်ဆွဲ90တာပစွန်ထည့်ပါမယ်ကြေဥထည့်ပါမယ်ကြေသားထည့်ပါမယ်ကော်ဖီပန်းစိမ်းဥနီကိုအဲ့လိုမျိုးအချောင်းလေးတွေနည်းနည်းမှလည်းဆိုတော့လေကြော်လေးစားချင်ရေလေးနည်းနည်းထည့်ပါလို့နော်အိမ်မှာတော့ကျေရွပြောက်သားလို့ကျေရွပြုတ်ရေသုံးပါလို့ဆိုဒါနဲ့အကျိုးရတယ်အားလုံးပြန်လာပါမယ်နော်ရလာရင်ခောက်ဆွဲထည့်ပါမယ်နော်ဒီမှာကတော့လေအသီးအရွက်ပို့ထည့်ထားတာပါဒီချက်လေးကလေအသီးအရွက်ပဲစားတာဆိုတော့အသားတွေမစားတော့လေသူအသီးအရွက်ဒီကကြော်မကြော်ပေးပဲနဲ့ဒီပြနေတခါတည်းထည့်ပေးထားမှာပါနော်ခိုက်ဆွဲမှာအရသာထည့်လို့ရတယ်နော်ခောက်ဆွဲကြော်ကိုကြားသုံးပါမယ်ဆိုရင်ဒီကအချိုကြရင်တော့ကြားပို့သုံးပေးပါမယ်။ဆိုင်းရပြရေအနောက်ထည့်ပါမယ်။အရာလှချင်ပို့သုံးပါမှာအရင်မဲရင်ထည့်လာပေါ့နော်။ဒါပေမဲ့သူကထူတော့ထူတာ။ဓမ္မစီထည့်ရမယ်။